ဘာစားချင်တာလဲခီးတုံလေးရဘယ်ဟာလဲလို့သမီးစားချင်တာဘယ်ဟာလဲလို့သမီးပြောပြမှသိမှာပေါ့ဘယ်ဟာစားချင်တာနားလေဘူးသမီးဘာပြောရလဲနားလေဘူးအဲ့ဒါလားအစားကြောင်လေးစားကျင်တာလားကလေးလေးကအစားကြောင်လေးစားကျင်နော်အော်အဲ့ဒါအင်ချီတွေလေသမီးရဲ့ဟောအဲ့ဒါစားကျင်အော်အဲ့ဒါစားကျင်အမလေးလေးတက်ပါဘူးကြအော်အစားကြောင်လေးစားကျင်လို့